ကျောတို့သည်ဘဝတွင်မတရားမှုများကိုဆက်လက်ရင်ဆိုင်နေရသည့်သတင်းများကိုဖွင့်ကြည့်သောအခါအကျင့်ပြတ်ခြစားမှုဖိနှိပ်မှုနှင့်မတရားမှုများဖြင့်ပြည့်နှက်နေသည့်တခါတရံမကောင်းမှုများကအောင်မြင်နေသည့်ပုံပေါက်ပြီးကျောတို့၏နှလုံးသားများကိုဒေါသနှင့်စိတ်ပြတ်မှုဖြင့်ဖြစ်စွမ်းပေသည်ကျမ်းစာထဲမှဒါဝိဒ်သည်အလားတူအခြေအနေများကိုကြုံတွေ့ခဲ့ရသူဖြစ်သည်နှစ်ရာဇဝင်ကျုံ23 6ခုနှစ်တွင်သူကဆိုးရုပ်သူများသည်စုပင်များကဲ့သို့မိရှုခံရမည်ဟုပြောထားသည်ဆိုးရုပ်သူဟူသောဟေဗြဲစကားလုံးပလိယတ်သည်တန်မိုးမရှိခြင်းသို့မဟုတ်အသုံးမဝင်ခြင်းဟုအဓိပ္ပာယ်ရပြီးဆိုးရုပ်သောလူများသာမကဖျားသခင်၏အလိုတော်ကိုစန့်ကျင်ပြီးကဘာကိုဖရိုဖျက်ဖြစ်စေသောအင်အားစုများကိုပါရည်ညွှန်းသည့်စုပင်များသည်ခဏသာပေါက်ရောက်ပြီးမိဖြင့်မိလောင်သွားသည့်အတိုင်းမတရားသောအင်အားစုများသည်နောက်ဆုံးတွင်ဖျားသခင်၏တရားမျှတမှုရှိတွင်ပျောက်ကွယ်သွားလိမ့်မည်ဒါဝိဒ်သည်ဖျားသခင်၏တရားမျှတမှုသည်အောင်မြင်မည်ဟုယုံကြည်ခဲ့သည်ကမ္ဘာမတရားမှုများကိုရင်ဆိုင်ရသောအခါကျောတို့သည်စိတ်ပြတ်မှုနှင့်ဒေါသများကိုခံစားရတတ်သည်သို့သောကျမ်းစာသည်ဖျားသခင်၏တရားမျှတမှုသည်တေချာပေါက်ဖြစ်ပေါ်လာမည်ဟုသောမျှော်လင့်ချက်ကိုပေးသည်ဤတရားမျှတမှုသည်ယေရှုခရစ်တော်ရဲ့တွင်အထင်ရှားဆုံးထင်ရှားသည်ယေရှုသည်လက်ဝါးကပ်တိုင်ပေါ်တွင်အပြစ်အလုံးနှင့်မကောင်းမှု၏အင်အားကိုအောင်မြင်ခဲ့သည်သူပြန်လာသောအခါမကောင်းမှုအလုံးကိုအပြည့်အဝဖယ်ရှားပစ်မည်အမြင့်ဆုံးတရားသူကြီးအဖြစ်သူသည်မတရားမှုတိုင်းကိုပြုပြင်ပေးလိမ့်မည်သို့တော်ယေရှုသည်အပြစ်ပေးသူတရားသူကြီးတဦးသာမဟုတ်ပါသူသည်ကျောတို့၏ကယ်တင်ရှင်လည်းဖြစ်သည်သူသည်မိမိအမှားများကိုနောင်တရားသူများကိုဂရုဏာပြပြီးခွင့်လွှတ်မှုအခွင့်အလမ်းကိုပေးသည်ဖျားသခင်၏တရားမျှတမှုသည်မကောင်းမှုကိုသိခံထားတော်လဲနောင်တရားခြင်းဖြင့်ဘဝတစ်ခုအတွက်အခွင့်အလမ်းကိုလည်းပေးသည်ကိုယ်ပိုင်ရုံးကန်မှုများနှင့်လူမှုမတရားမှုများကြားတွင်ပင်ဖျားသခင်၏တရားမျှတမှုသည်အသက်ရှင်နေသည်ဟုကျောတို့ယုံကြည်ရမည်ဖြစ်ပြီးသူ၏အလိုတော်နှင့်ညီဖြောင့်မတ်စွာနေထိုင်ရန်ကြိုးစားရမည်ယေရှုသည်ကျောတို့၏ဖြောင့်မတ်သောတရားသူကြီးနှင့်ဂရုဏာရှင်ကယ်တင်ရှင်ဖြစ်သည်သူသည်မတရားမှုကိုတရားစီရင်တော်လဲကျောတို့ကိုချစ်ချင်းဖြင့်ဖက်တွယ်ပေးသည်မတရားသောအခြေအနေများကိုရင်ဆိုင်ရပြီးအကျင့်ပြတ်ခြစားနေသောကမ္ဘာတွင်မတရားမှုကိုဆန့်ကျင်ရသောအခါတွင်ပင်ကျောတို့သည်ယေရှုကိုလိုက်နာနိုင်ပြီးသူ၏တရားမျှတမှုနှင့်ချစ်ချင်းကိုကြေညာကာမျှော်လင့်ချက်မပြောက်ဘဲဖြောင့်မတ်စွာနေထိုင်နိုင်သည်ကမ္ဘာကြီးသည်မိမျှပင်မောက်မိုက်နေပါစေယေရှု၏တရားမျှတမှုနှင့်ချစ်ချင်းသည်ကျောတို့ကိုပြိုလဲခြင်းမှကာကွယ်ပေးပြီးသူ၏ချစ်ချင်းနှင့်တရားမျှတမှုကိုကြေညာသောအလင်းတစ်ခုအဖြစ်နေထိုင်နိုင်စေသည်ယနေ့ကျောတို့သည်ယေရှုခရစ်တော်ရဲ့တွင်မျှော်လင့်ချက်နှင့်ငြိမ်းချမ်းမှုဖြင့်နေထိုင်ရန်မျှော်လင့်ပါသည်